က
ချင်းတွေထပ်ဖောင်းနေပါလေဒီရေဘူးလေးတွေပါလေးတွေစောင်းထားကြဒါကြောင့်ဒီမင်္ဂလာပါကျွန်တော်ရဲ့နာမည်ကိုမိတ်ဆက်ရမယ်ဆိုရင်တော့ကျွန်တော်ရဲ့နာမည်ကဟောဒီတမန်တော်လုံးအကောင်းတကအကောင်းတွေတပေါင်းဆိုင်ရဲ့ကျွန်တော်အောင်ထိုက်လို့ခေါ်ပါတယ်ဟုတ်ပါတယ်ပြည်သားသူ့ရဲ့နာမည်ကအောင်ထိုက်ဟုတ်ပါတော့နာမည်ကအောင်ထိုက်ဟုတ်ကဲ့ကိုမလေးတွေအချောင်းလိုက်တော့ဘူးပေါ့ဝါသနာရပါဟုတ်ပါနဲ့အဲ့ဒါကြောင့်ဟိုတနေ့ကအချင်းနဲ့ထိုးလာတာကောင်းပါဟောဗျာဘယ်လိုလုပ်ရလဲကွာဘေးကကြာရင်ကလည်းမလောက်တော့ဘူးလုံးနေ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 လောက်နေနေလေးပဲအဲ့တော့ကိုနာမည်ကိုမင်းသိပြဒီစမဟုတ်ပါဗျာအဲ့ကြော်ဒီတော့စမယ်ဟုတ်ပါဗျာဟောဒီမှာအောင်ထိုက်ဆိုတာကျွန်တော်ကဆွေးနွေးတယ်ပါဆက်တော့မနေတော့တော့ဒီမှာဆောက်ပါဗျာစီရဲတဲ့နေကနေကျူးလေးကကျွန်တော်မှာအကျဉ်းသားများပြည်နေတာပါကျွန်တော်အလူမျိုးပါအလူမျိုးအေးလေပေါ်တဲ့ကသူ့ကိုသူလူမျိုးတဲ့မိတ်ဆက်သွားတာဒီမှာကျွန်တော်ရဲ့နာမည်မိတ်ဆက်ပါမယ်မိတ်ဆက်ပါကျွန်တော်ရဲ့နာမည်လေးကဟုတ်ကဲ့အားသားလူရှင်တော်လေးအချိန်မှမနှောင်းနေစိတ်ကံကောင်းလို့ခေါ်ပါလေအချိန်မှမနောက်နဲ့ထမင်းလမ်းရောက်ပါလေတပည့်ရောမင်းပြီလားစိတ်ကံတော့စိတ်ကံကောင်းလို့ခေါ်ပါလေကျွန်တော်ရဲ့ဘက်ကအားလုံးအညာစီရော အညာမှာစီရောမရှိပါဘူးမန်းလေးမှာလလာကြီးပြန်နေပါလေအညာစီရောဆိုတော့ကိုရီးယားလိုမိတ်ဆက်သွားတာ မိတ်ဆက်ပါ အားလုံးအညာစီရော အညာစီရောအိုပါ အိုပါ အိုမ အိုပါ အပူကြီးအပကြီး အပူကြီး အပကြီး အပူကြီးဒါတော့အမျက်ကြီးတွေနောက်တာရိုးရိုးလို့ပါပြောတာမင်းဘယ်ကတော့ဘာလို့လဲဒီနေ့ကောင်းတွေ့လား ဒီနေ့မိတ်ဆက်ပါမယ်ကျွန်တော်နာမည်မျိုးလေးစမ်းပါအောင်ဘာမှဆရာနည်းနည်းပွေမေးစိတ်နာမမိတ်ဆက်တော့ဒီကောင်တော့အဲ့တချီနဲ့ပြီးပါမယ်ဒီစိတ်ကောင်းရင်ပါပါဗျာအမျိုးလေးများမှနေလား ဟာ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  နာမမိတ်ဆက်တော့ဒီကောင်အဲ့တချီနဲ့ပြီးပါမယ်ဒီစိတ်ကောင်းရင်ပါပါဗျာအမျိုးလေးများမှနေလားအဲ့ဒါဘာမှမဟုတ်ဖို့ကြီးထားလိုက်နေတာအဲ့ဒါဖို့ထားလိုက် အဲ့မဲ့ဖိုးလာလေကြားလို့မင်းကဟာ ဘာမှမဟုတ်လားချိုးရှင်မရလို့ ချိုးရှင်များလို့ယူသွားတာဟောအားလုံးဝိုင်းတော့နောက်ဆက်ပါ ကိစ္စပါ မိတ်ဆက်ပါရစေကျွန်တော်ဝင်းဆက်တော့ကြားနေတော့ပေါ့ ဆိုင်ကမော နောက်ဆက်ပါလေ โอเคစပါ ကောင်းရေကောင်းရေလာအောင်ထိုင်အောင်ထိုင်လာကောင်းရေလာကန်ထိုင်ကန်ထိုင် အောင်တိုက်ပြီအောင်တယ်ပြန်ကံကောင်းပြီကောင်းမင်းပဲပေးပေါ့ နောက်ဆက်ပါဆက်လို့တရားလို့ခေါ်ရတာအမေဆက်ပြလေ ကိစ္စမ ကြားနေလား ကြားနေ ကြားနေနော်ဆေမောစဟာမတ်ပြေဝဲပြောလေးဝါကွယ်ကြာစီလေးကိုရှူရည်ဒီမတ်ပြေဝဲပြောလေးဝါကွယ်ကြာစီလေးကိုရှူရည်ပြောလေးဝါကွယ်ကြာစီလေးကိုရှူရည်ဒီမတ်ပြေဝဲပြောလေးဝါကွယ်ကြာစီလေးကိုရှူရည်ဒီမတ်ပြေဝဲပြောလေးဝါကွယ်ကြာ
ဘာလဲ